Assalamualaikum warahmatullahi wabarakatuh. Waalaikumsalam warahmatullahi wabarakatuh. ဆက်ခါသိတဲ့အမှန်တရားတစ်ခုတော့ပြောပါဦးမပြောတာကြာပြီဆက် ခါတိတဲ့အမှန်တရား ကျေး ခင်မတရက်လိုက်မယ်ခင်ဗျထိုင်ဖို့နေရာမရှိတော့ကျွန်တော်ပဲမတရက်ပေးလိုက်မယ် ကျေး ခါတိတဲ့အမှန်တရားဘာပြောရင်ကောင်းမလဲခင်ဗျပဲကောင်းတယ်ပြော မပြောရင်ကောင်းမလဲဆိုတော့အခုတော်ပေါ့နော် line ပေါ်မှာဖြစ်နေတာရောအပြင်မှာဖြစ်နေတာရောပေါ့နော် မျိုးသားတချို့ယောက်ျားတချို့อ่ะပေါ့မျိုးသမီးတွေမကောင်းမိန်းမတွေမကောင်းဆိုပြီးဘာလို့ပြောကြတာလဲဆရာ ခင်ဗျမေးကောင်းပါဗျာတတ်တယ်သိလားကဲပြောမယ်ဗျာယောက်ျားတွေတော်တော်များများကမိန်းမကိုမကောင်းပြောတယ်အဲ့ဒါယောက်ျားတချို့ကမိန်းမကိုမကောင်းပြောတဲ့အချက်တွေအများကြီးရှိတယ်အဲ့ဒီမှာမှအဓိကအချက်နှစ်ချက်ကိုပြောမယ်အဲ့ဒါမိန်းမတွေတော်တော်များမကောင်းပြောတဲ့ယောက်ျားတွေကိုကြည့်လိုက်အားလုံးကိုမဆိုလို့ဘူးနော်များသောအားဖြင့်ကြည့်လိုက်အဲ့ဒီနှစ်ချက်ညှိနေတယ်ပထမတစ်ချက်ကဘာလဲဆိုရင်မိန်းမလှုပ်စာထိုင်စားတဲ့ယောက်ျားမကြာခဏမိန်းမတွေမကောင်းပြောတယ်နံပါတ်2အချက်မိန်းမတွေကိုဈေးဘိုးလုံလောက်မပေးတဲ့ယောက်ျားပတ်စံရှိပါလျက်မိန်းမတွေကိုကပ်ပြီးတော့ဈေးဘိုးလုံလောက်မပေးတဲ့ယောက်ျားတွေမိန်းမတွေမကောင်းပြောတယ်နံပါတ်1ကိုပြန်သွားမယ်ဟုတ်ပြီနော်အဲ့တဲ့အိမ်မှာမိန်းမကယောက်ျားအလုပ်လုပ်နေရပြီဆိုရင်တေချာပေါ့အဲ့ဒီမိန်းမအလုပ်တွေကိုယောက်ျားလုပ်ရတယ်အဲ့ဒီတော့ကျွန်တော်ပြောပြမယ်ဗျာမိန်းမယောက်ျားတစ်ယောက်က तू အလုံးမရှိဘူးနော်ထိုင်အိတ်လိုက်ပေးတေးနေပြီးတော့နေလိုက်လို့ရတယ်ဒါပေမဲ့မိန်းမလုပ်ရမယ့်အလုပ်တစ်ခုကိုယောက်ျားလုပ်နေရတယ်ဆိုတော့ရေရှည်မှာသူတို့တော့အဆင်မပြေဘူးဟုတ်ပြီနော်အဲ့ဒီတော့ပြန်ပြီးခံပြောလို့လည်းမရအောင်ဘာကြောင့်လဲမိန်းမလှုပ်စာထိုင်စားနေတယ်မိန်းမပေးတာကိုယူရတယ်မိန်းမကြွေးတာကိုစားရတယ်မိန်းမစင်ပေးတာကိုဝှေ့ရတဲ့ဘဝသူတို့မှာအဲ့တော့သူတို့မှာယောက်ျားတစ်ယောက်ဖြစ်ပြီးတော့မိန်းမအလုပ်ကိုလုပ်နေရတယ်ဆိုရေရှည်မှာသူတို့အစင်မပြေတဲ့အခါမှာသူတို့ခဏပြောနေမိန်းမတွေဘာဖြစ်တယ်ညာဖြစ်တယ်မကောင်းဘူးဖြစ်တယ်အမှန်မှန်ပြဿနာကသူတို့ရှိမှာမိန်းမကိုမလုတ်ကျွေးနိုင်ဘူးတခုဆိုသူတို့ကဒီဘိုင်တဲ့ရှယ်ရီယတ်ကိုယူလာတာမိန်းမတွေကယောက်ျားတွေပေါ်မှာမိန်းမတွေကဘလို့ဟက်ရှိတာဘာဖြစ်တယ်မိန်းမတွေကဘလို့တောင်းဝင်ချေရမှာယောက်ျားတွေသလားယောက်ျားတွေကိုခြေနှက်မှုမရှိမိန်းမတွေကဂျန်နတ်ထဲဝင်လို့မရအောင်ဘာညာသူတို့ရှယ်ရီယတ်ကိုယူလာတယ်ဒါပေမဲ့ပြဿနာကသူတို့ကိုသူတို့တောင်းဝင်ချေပြီးလားဆိုတော့သူတို့အရင်မကြည့်ကျွန်တော်ပြောတဲ့စကားရှင်းနေနော်သူတို့ကိုသူတို့တောင်းဝင်မချေဘူးဗျမိန်းမတွေတောင်းဝင်မချေတော့လာပြောနေဗျမိန်းမဆိုတော့လူပဲဗျကျွန်တော်ပြောတာဟုတ်တယ်နော်နံပါတ်2အချက်မိန်းမကိုဈေးဖို့လုံလောက်မပေးဘူးဗျလက်ရှိဖြစ်ပြနေတာကိုကျွန်တော်ပြောနေတာပုံမြင်ပြောနေတာလည်းမဟုတ်ကျွန်တော်တဆင့်ကြားပြီးလည်းပြောနေတာမဟုတ်မိန်းမကိုဈေးဖို့ပုံမှန်မပေးဘူးမိန်းမကဈေးဖို့9000လေးပို့တောင်းလိုက်တာမအေးနမရီနဲ့ဆဲတယ်မမတ်ရိုင်းဆဲတာအပြင်ထွက်သွားတယ်လက်ဖေးဆိုင်ထိုင်တယ်တငယ်ချင်းနဲ့လက်ဖေးတောက်တယ်မုတ်မာစားတယ်စလိတ်ကိုဘူးလိုက်ဖွာတာကြာရင်တားကြီးမတို့ထားလိုက်ငါရှင်းလိုက်မယ်ဆို4-5တောင်းအသားလေးရှင်းလိုက်တာမဖြစ်ဘူးဒါပေမဲ့အိမ်ကမိန်းမကိုဈေးဘူးအိမ်ကမိန်းမကဈေးဘူး9000ပို့တောင်းတာကိုတို့မှအစိမပြေဘူးကတ်တော့ကျွန်တော်ပြောမယ်လူပဲလေဗျာတို့ပေးတဲ့ပတ်စံနဲ့မလားတို့လည်းဘယ်သွားရမှာလဲပြောကျွန်တော်ပြောတာ1000ဈေးဖို့ပေးလိုက်လို့အိမ်ရမိမ9000ဘူးချက်တိုင်းဒီပါရမေးတာဘာလဲပေးထားတာ1000ဒီလို9000ဘူးပဲချလာဆိုပြီးပြောတယ်ဒါပေမဲ့အဲ့ဒီ1000ပေးပြီးအဲ့ပစုံတုတ်ချက်ကြည့်ပါလားဒီပိုက်တစ်ချက်မမေးကောင်းစားသွားတာ1000ပေးပြီးတော့ပစုံတုတ်အမှန်ကန်မိမချက်လာပြီးကျွေးရင်ဒီပိုက်မမေးတစ်ချက်မှကောင်းဆွဲပြီးတော့မကြမ်းတခါလေလေချင်းတက်ပြီးတော့သွားတယ်ဒါပေမဲ့ပဲဟင်းချက်ကြည့်ပါငါတို့ပေးထားတာ1000နေဒါပဲလားဘာညာဆိုပြီးမေးတယ်ပြဿနာကဘာလဲဆိုရင်သူတို့ကိုယ်တိုင်ကတာဝန်မကြည့်ဘူးပြီးရှရီယတ်တီဒီပိုက်တဲ့ပြောတယ်ရှရီယတ်ကအမြဲတမ်းဖဲဖြစ်တယ်ဗျမိန်းမတွေကအခွင့်အရေးဘယ်လောက်လိုချင်တာလဲကိုယောက်ျားအယိုးစားရင် तू လည်းအယိုးနဲ့စားနိုင်တယ်ကိုယောက်ျားလမ်းမှာအိတ်နေ तू လည်းလမ်းမှာအိတ်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့တွေကအသားစားပြီးတော့မိန်းမတွေကိုအယိုးကျွေးတယ်ကျွန်တော်တို့ကကောင်းတွေဝစ်စားပြီးတော့အိမ်မှာမိန်းမကိုတရောင်းစားပုံစံထားတယ်ကျွန်တော်တို့ကထင်နေတာကမိန်းမယူပြီးရှာကျွေးရတာကိုကျွန်တော်တို့အလုပ်တစ်ခုထင်ဒါကအလုပ်မဟုတ်ဒါကအီဘာဒတ်ဟုတ်ပြီနော်ဒါကအီဘာဒတ်ဒီအီဘာဒတ်ကဘယ်လောက်မြင့်လဲဆိုရင်ဒီလေမချဟက်တွားတဲ့အီဘာဒတ်ထတော့မှပုံမြင့်တယ်။ဘာကြောင့်ဒီစကားကိုပြောလဲဆိုရင်အိမ်ကမိန်းမကိုလုံလောက်ပတ်စံမပေးသွားနိုင်ဘူးဆိုရင်ဟက်လေတွားစီအကြောင်းမရှိ။ဟက်လေတွားဖို့လည်းမလိုအပ်ဘူး။အိမ်ကမိန်းမဒီနေ့ရက်40ဟက်တွားမယ်ဆိုရက်40အတွက်လုံလောက်ပေးပြီးမှကျွန်တော်တို့မှာဟက်တွားပိုင်ခွင့်ရှိတယ်။ဒီနေ့3ချစ်လာ4လထွက်မယ်ဆို4လလုံးလုံလောက်မိန်းမကိုပေးပြီးမှကျွန်တော်တို့ကချစ်လာသွားလို့ရမှာ။ဘာကျွန်တော်ဒီနေ့ hash တော့အဲ့ကြီးတုံးလိုက်ဆိုပြီးပတ်စံတစ်ခုပေးသွားတယ်ဒီမိမပတ်စံကုန်သွားပြီဆိုဟိုအိမ်တက်ချီဒီအိမ်တက်ချီနေရတက်ချီတော့ပတ်ဝန်းကျင်ကဘာပြောလဲဒီကောင်လေးစားဖို့ကတောက်ဖို့ကမရှိဘူး hash ကိုသွားကြည့်တယ်စားဖို့တောက်ဖို့ကမရှိဘူးချစ်လာကိုသွားကြည့်တယ်ဆိုဘသူကထိခိုက်သွားလဲဗျအလုတ်ကကောင်းတဲ့အလုတ်ကထိခိုက်သွားတယ်အမှန်ကမမှန်တာကကျွန်တော်တို့ဖြစ်နေဒါတွေကိုကျွန်တော်တို့ကမကြည့်အခုယောဂတစ်ခုကတ်နေတယ်ဘာယောဂလဲသိလဲအိန္ဒိယယောဂတစ်ခုမင်္ဂလာဆောင်ပြီးဆိုရင်အမျိုးသမီးတွေဘက်မှာပတ်စံတောင်းတာ
ခေါင်းစဉ်ပြောင်းပြီးတောင်းတယ်ခန်းဝင်ပစ္စည်းဆိုပြီးတော့ကားလိုချင်တာနဲ့အိမ်လိုချင်တာနဲ့ဆိုင်လိုချင်တာနဲ့ဟိုဟာလိုချင်တာဒီအားလိုချင်တက်လုံးတောင်းလို့မပြီးတော့ဟိုအမျိုးသမီးဘက်ကလိန်ပြန်ဝယ်ပေးဖို့အရေးချင်းရှိတယ်ဒီပိုက်ဒီမှာကြတော့ပါလေလေစိတ်ဆောက်ဖို့အရေးချင်းရှိလားမရှိဘူးကျွန်တော်ပြီးသူတို့ကပြောလိုက်ရသေးတယ်ဂုံယူပြီးပြောရတယ်ငါတို့ကတားရှင်နေတဲ့အဲ့လိုပတ်စံတောင်းပြီးတော့မင်္ဂလာဆောင်တာတားရှင်လို့မခေါ်အဲ့ဒါအချောက်ရှင်လို့ခေါ်အချောက်လို့ပြောရင်တော့ဗျာပွင့်ပွင့်လင်းလင်းပြောမယ်ဗျာအချောက်တင်တော့တိတ်ခါကြကိုကိုအချောက်လို့ခံယူထားတဲ့အချောက်တယောက်မိန်းမအစိတ်ပေါင်းနေတဲ့အချောက်တယောက်ဘယ်မိန်းမောင်မှအမကုန်းပဲဘယ်မိန်းမောင်မှဒုက္ခမပေးဘူးသူကိုယ်တိုင်ရှာတယ်သူကိုယ်တိုင်ပတ်စံရှာတယ်တကယ်အပြင်မှာလိုက်ကြည့်လိုက်လက်တွေ့ကြတော့ကျွန်တော်ပြောနေတာနော်ဒီနေ့ကြားဆိုပြီးတော့ခံယူထားတဲ့အကောင်ခင်ဗျာတွက်ကြည့်လိုက်တော့တဲ့မှာဘယ်တော့ခါမှသူများလိုက်ထားတဲ့အမဲကိုဘယ်တော့မှကြားဝင်မစားဘူးတေးနေတဲ့အကောင်ကြားဝင်မစားဘူးအရှင်လက်လက်ကိုသူဘိုက်စားတဲ့အချိန်မှာသူကိုယ်တိုင်အမဲလိုက်ပြီးတော့စားတယ်အဲ့ဒါကိုကြားလို့ခေါ်တာဒီနေ့ကျွန်တော်တို့ကကြားနာမည်တက်ပြီးတော့မင်္ဂလာဆောင်တဲ့ခါမှာလိုက်ပြီးပတ်စံတောင်းနေကျွန်တော်ပြောပြမယ်ဘိုင်တို့ကြိုက်တဲ့ဆရာမမေးလိုက်ဘိုင်တို့နားမှာလဲဆရာတွေအများကြီးရှိတယ်ဘိုင်အဲ့တော့ဆရာတွေကိုတတ်မေးကြည့်ကျွန်တော်တို့မင်္ဂလာဆောင်တဲ့အခါမှာအမျိုးသမီးဘက်ကဒီလိုပတ်စံတောင်းပြီးတော့ဒီမှလုပ်ပြီးမင်္ဂလာဆောင်ပိုင်ခွင့်ရှိလားနေကာပိုင်ခွင့်ရှိလားဘိုင်တို့ဆရာတွေကိုမေးလိုက်မနေ့ပြန်အဲ့လိုတောင်းပြီးတော့အမျိုးသမီးဘက်ကပတ်စံတောင်းပြီးတော့မင်္ဂလာဆောင်တဲ့ဘိုင်တွေမနေ့ပြန်ဘသူနဲ့အတူပြန်လဲရှင်ထားရမလဲဆိုတော့ဘိုင်တို့ဆရာကိုမေးကြည့်လိုက်အဲ့ဆရာတွေအဲ့ဆရာတွေကပြောလိမ့်မယ်တဲ့ဒီဟာကပိုင်ပါတယ်ဆိုရင်ဘိုင်မှတ်ထားလဲအဲ့ဒီဆရာလည်းဒါဒီမှာညှိနေတာပဲအဲ့တော့ကျွန်တော်တို့ဒီနေ့ဘာလုပ်လဲဆိုတော့နီကာကိုကျွန်တော်တို့ကခန်းနာနာလုပ်တာနဗီရဲ့ဆွန်နတ်ဆိုပြီးတော့နဗီတိုင်းရဲ့ဆွန်နတ်ဆိုပြီးကျွန်တော်နီကာကိုခန်းနာနာလုပ်တယ်ဒါပေမဲ့ဒီနဗီတွေကသူတို့ရဲ့ကျင်နာပေါ်မှာဘလို့တောင်းဝင်ခြေခဲ့လဲဘလို့တွေဟိုလုပ်ခဲ့လဲဆိုတာကိုကျွန်တော်တို့ကဒီနေ့မသိဘူးသိလဲကျွန်တော်တို့မသိချင်ဘူးကျွန်တော်တို့ဘလို့ဖြစ်နေလဲဆိုရင်ပဂရီပေါင်းတာကဆွန်နတ်ပစိုးဝိချင်ကအဆက်ကိုဖုံးကြရပါ ਈ လေဖရတ်ဒါပေမဲ့ကျွန်တော်တို့ပဂရီပေါင်းပြီးတော့ကျွန်တော်တို့ဒီပစိုးကိုချွတ်ထားတဲ့ပုံစံဖြစ်နေတယ်ကျွန်တော်တို့နီကာကိုကြီးကြဲကြဲလုပ်တယ်ဒါပေမဲ့လက်ရှိအမျိုးသမီးတွေကျွန်တော်တို့ရဲ့မိန်းမတွေပေါ်မှာတောင်းဝင်ခြေရမယ့်နေရာကျရင်ကျွန်တော်ဒါတွေကိုလွတ်လွတ်ရှိထားတယ်ဥပမာအမျိုးသမီးကကျွန်တော်တို့ကိုတာဝန်မချေဘူးဆိုရင်ကျွန်တော်ရှာရက်ကိုယူလာတာမိန်းကလေးတွေကဘလို့တာဝန်ချရမယ်အမျိုးသားဘက်မှာဟိုလိုတာဝန်ချရမယ်ဒီလိုတာဝန်ချရမယ်ဟိုဂျဟန်နမ်ဆိုပြီးတော့ဒါပေမဲ့ကျွန်တော်တို့ကတာဝန်မချေတဲ့ခါမှာကျွန်တော်တို့ကရှာရက်ကိုဘာလို့လဲတခါတည်းအပီးဖြောက်လိုက်တယ်တချို့အဖေတွေရှိသေးတယ်တားကိုတင်ပေးနေတယ်အောင်ချွေးမကိုဟိုလိုထားရမယ်ချွေးမတွေကိုဒီလိုထားရမှာနော်ဆိုတားကိုတင်ပေးနေတယ်နော်ဒါပေမဲ့တမတ်ရှိသွားပြီးတော့တောင်းခံနေတယ်တမတ်ရှိသွားပြီးအတနာခံနေတယ်ကျွန်တော်တမီးဒီလိုထားပါဗျာကျွန်တော်တမီးဟိုလိုထားပါဗျာကျွန်တော်တမီးကဒီလိုအစင်မပြေလို့ဆိုပြီးတော့တမတ်တွေရှိမှတောင်းခံနေတယ်ကျွန်တော်ပြောချင်တဲ့စကားဘာလဲဆိုရင်တမီးကလည်း main ကလေးမဟုတ်ဘူးလားသူတမီးကလည်း main ကလေးဆိုရင်ချွေးမကလည်း main ကလေးပဲသူတမီးကသူမွေးထားတယ်ဆိုရင်လည်းချွေးမကလည်းနောက်တိုင်ခါလည်းမွေးထားတယ်သူတမီးကသူ့အိမ်မှာဘယင်ဆိုရင်ချွေးမကလည်းသူ့အိမ်မှာသူဘယင်ပဲအဲ့တော့ဒီနေ့ဘာဖြစ်နေလဲဆိုကိုယ့်ရဲ့သားသမီးဆိုရင်အကောင်လုံးဟာလာပဲကိုသားသမီးဆိုအကောင်ပိုင်နေဒီနေ့မိဘတွေအဲ့လိုဖြစ်နေတာဒါပေမဲ့တဦးတယောက်ရဲ့သားသမီးကိုယ့်ရဲ့ချွေးမတွေဆိုဘာဖြစ်လဲအကောင်လုံးကျွန်တော်တို့အခွင့်အရေးတွေလိုချင်ကြတယ်အဲ့တော့ကျွန်တော်နောက်ဆုံးပြောချင်တဲ့စကားဘာလဲဆိုရင်အစ္စလာမ်ကမိန်းကလေးတွေကိုအခွင့်အရေးပေးထားတယ်ဒါပေမဲ့အဲ့ဒီအခွင့်အရေးတွေအားလုံးကိုကျွန်တော်တို့အမေတွက်ပဲလိုချင်တာကျွန်တော်တို့မိန်းမတွက်မလိုချင်ဘူးအဲ့ဒီအခွင့်အရေးအားလုံးကိုကျွန်တော်တို့သမီးတွက်ပဲလိုချင်တာကျွန်တော်တို့ချွေးမတွက်မလိုချင်ဘူးအလ္လာဟ်ရှင်အားလုံးကိုစောင့်ရှောက်တော်မူပါစေအစ္စလာမုအလိုင်ကွမ်ဝါရဟ်မတုလ္လာဟီဝါဘရကာတူ